မကောင်းသောဘေးမကောင်းသောရန်မကောင်းသောဓာတ်မကောင်းသောအန္တရာယ်ရှိကနှုတ်ပဲသုတ်သိမ်ရှင်းလင်းပြတဲ့အဆောက်အအုံသန့်ဝိုင်းသန့်မြေသန့်သမာနာသံဝါသသီမာသမုဟနနာလို့ခေါ်တဲ့ပညာတော်အာနာဒေသနာတော်ကာမဝါစာနဲ့ဒီနယ်မြေပေါ်မှာရှိနေတဲ့အိမ်တွေအဆောက်အအုံတွေအားလုံးဘုန်းကြီးတို့သန့်ရှင်းပါပါဒုတိယအကျင့်ရောက်တဲ့အခါကျတော့ဒီမှာနေတဲ့ပုဂ္ဂိုလ်တွေအားလုံးဘေးကင်းရန်ကင်းအန္တရာယ်ကင်းဖို့ရာအနန္တရာယိကလို့ခေါ်တဲ့အန္တရာယ်ကင်းကာမဝါစာတဆူထပ်ပြီးတော့ရွတ်ဖတ်တရဆက်ပြီးသုတ်သင်ရှင်းလင်းမှာပါဝိမတိဝိနောဒဏီတိကာနဲ့အညီကံဆောင်တဲ့နေရာမှာတထထဲကြအောင်အာဟုသောပုဂ္ဂိုလ်မသုံးမနဲ့တပည့်တော်သံဃာကိုမဲ့ပြီးတော့ဗန္တိဟုသောပုဂ္ဂိုလ်တပည့်တော်သုံးမမယ်ဗျာနမောတတဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသုနာတုမေဗန္တိသံဃောယာတာသံဃေနသီမာသမ္မတာသမာနာသံဝါသာဧကုပောသေထာယတိသံဃတပတ္တကံလံသံဃောတံတိမံသမုဟနေယသမာနာသံဝါသံဧကုပောသေထံဧသာညတိသုနာတုမေဗန္တိသံဃောယာတာသံဃေနသီမာသမ္မတာသမာနာသံဝါသာဧကုပောသေထာသံဃောတံတိမံသမုဟနတိသမာနာသံဝါသံဧကုပောသေထံယတာယတမတောခပမတိဧတိတာသီမာယသမာနာသံဝါသာယဧကုပောသေထာယသမုဂ္ဂတောသောတုံနှသာယာတာနေခပမတိသောဘာတိယသမုဟတာသာတိမာသံဃေနသမာနာသံဝါသာဧကုပောသေထာခပမတိသံဃတတသမတုံနိဧဝမေတံဓာရယာမိသာဓုသာဓုသာဓုအဲ့ဒီကမ္မဝါကသမာနာသံဝါသဆိုတာသမာနာအတူတူသံဝါသနေထိုင်ရတဲ့နေရာမှာယတနာသုံးပါးနဲ့နေတဲ့လူသားတွေနေတဲ့နေရာမှာလူသားအချင်းချင်းသာနေထိုင်ခွင့်ရှိသည်လူသားကိုယံမှုမဲ့အန္တရာယ်ပြုမဲ့ဟာမှန်သမျှအကုန်သုတ်သင်ရှင်းလင်းပြတဲ့ကာမဝါစာလို့နားလည်ပါဒီတခါဖတ်မဲ့ကာမဝါကြတော့ပညာချက်ကသူ့ထဲမှာတိုက်ရိုက်ပါတယ်ဣမံအာရမလို့သံဃာတော်များကရွတ်ဖတ်တဲ့ဆယ်လိုက်ရင်
အာရာမဆိုတာပါဠိတွေမဂ္ဂဒတွေအာရာမဆိုတာမြန်မာလိုဝိုင်းတို့ဝင်းတို့ပရဝုံတို့ခြံတို့ဘောနောက်တကသံဃာတော်များကဣမံခေဟံလို့ရွတ်လိုက်ဒီထဲမှာရှိနေတဲ့အဆောက်အအုံတွေအာလုံးလို့နားလည်ပါသတ္တနံဗုဒ္ဓနာသတ္တနံခုနှစ်စုကုန်သောဗုဒ္ဓနာဖယားရှင်ကြီးတွေဆိုတာဒီပညာတော်အာနာဒေသနာတော်ကိုပညာတော်မူတဲ့ဖယားရှင်ကြီးတွေကသတ္တနံခုနှစ်စုတဲ့ဝိပတိသိခေဝတ္တဗုကာကုသံခောနာဂုံကတ္တပဂေါဓမဆိုတဲ့ဖယားခုနှစ်စုရဲ့အထူးပညာတော်အာနာဒေသနာတော်လို့ထုတ်ပြီးတော့ပြောလိုက်တာဘယ်လိုပုဂ္ဂိုလ်မှမိတွေကရပေးနေလို့မရဘူးနော်အာလုံးရှောင်ကြရှားကြဖယ်ကြရတယ်ပေါ့ဒီကံဝါဖတ်တော့တပည့်တော်တို့ဘယ်လိုအကျိုးသက်ရောက်ပါတော့ဖေဟာဆိုတော့အနန္တရာယိကဇီဝိတာနံအနန္တရာယိကအန္တရေကင်းပြီးတော့ဇီဝိတအသက်ကိုရှည်စေတယ်လို့ဒီလိုဆိုတယ်ဘာဖြစ်လို့ဒီလိုပြောရတော့ဆိုတော့သူတို့ကကြိုတင်ပြီးတော့ကာကွယ်ထားပြီကြိုတင်ပြီးတော့ကာကွယ်ထားတော့ဘေးတွေရန်တွေအန္တရာယ်တွေကင်းကင်းရှင်းရှင်းနဲ့နေရတယ်ပေါ့သဗ္ဗဝေရဇိတာနံသဗ္ဗဆိုတာအလုံးစုံအကုန်ရှိသမျှအသေးအမွှားလေးရမကြမ်းပေါ့ဝေရဆိုတာယံလို့ဘာသာပြန်ရဇိတာဆိုတာကတော့အောင်နဲ့နိုင်တယ်ပေါ့အဲ့ဒီဝေရဆိုတဲ့ယံတွေကလူချင်းဆရာရှာပြီးတော့အောင်လန်းနီးတွေမော်နီးတွေနဲ့ပြုလုပ်တာတွေလည်းပါတယ်သဘာဝအန္တရာယ်တွေလည်းပါတယ်ဘာတွေပဲဖြစ်နေအကုန်သုတ်တင်ရှင်းလင်းပြတဲ့ကာမဝါစာလို့နားလည်ပါအဲ့ဒီဝေရဆိုတဲ့ယံတွေကအတိုက်အမြုပ်အနှုတ်အဖွဲ့လင်းလွာကျူတန်းအင်းအိုင်ခလဲဓာရိုက်ဓာဆင်းနာမြုပ်နန်းထားစုံကဝေတစေမြေဖုတ်သရဲသဘက်နတ်ပြဲမိစ္ဆာခန္ဓာဘာနာဂသင်္ကွဲပေတကုံပန္ဒယက္ခစသည်လောကဘက်ကယရဏသုံးပါးနဲ့နေတဲ့လူသားကိုယံမူမဲ့ဟာမှန်သမျှအကုန်သုတ်တင်ရှင်းလင်းပြတဲ့ကာမဝါစာလို့နားလည်ပါဣမသမိန်အာရာမေဣမသမိန်ခေဟေဒီဝိုင်းနဲ့ဒီအဆောက်အအုံတွေမှာဝတ္တတနေထိုင်ကြတဲ့ပုဂ္ဂိုလ်တွေဘယဘေးတွေရန်တွေအန္တရာယ်တွေဝိနာသာယကင်းကင်းရှင်းရှင်းဖြစ်အောင်မြတ်ထားပြီးတော့ရွတ်ဖတ်တရစေပေးပါလို့သာသနာတော်ကအမှားရှိလို့ဒုတိယအကျဉ်းအန္တရာယ်ကင်းကာမဝါစာတဆုထပ်ပြီးတော့ရွတ်ဖတ်တရစေပြီးတော့သုတ်သင်ရှင်းလင်းကြရအောင်နာကြားကြရအောင်နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တသုနာတုမေဗန္တိ
သံဃောသံဃောဣမံအာရမံဣမံဂေဟံသတ္တနာဗုဒ္ဓနာအနန္တရာယိကဇိဝိဒါနာသဗ္ဗဝေရဇိဒါနာသဗ္ဗဝေရာဘိဘဝတံအာနုဘာဝေနအနန္တရာယိကံပရိဒံတာနံလေနံပရာယနံကရိယဣမသမေအာရာမေဣမသမေဂေဟိဝတ္တတံဖယဝိနာသာယသဗ္ဗပရိသယဝိနောဒနာယသာသုဝိဟာရာယဧသာညတ္တိသုနာတုမေဗန္တိသံဃောသံဃောဣမံအာရမံဣမံဂေဟံသတ္တနာဗုဒ္ဓနာအနန္တရာယိကဇိဝိဒါနာသဗ္ဗဝေရဇိဒါနာသဗ္ဗဝေရာဘိဘဝတံအာနုဘာဝေနအနန္တရာယိကံပရိဒံဒါနံနံပရာယနံကရောတိဣမသမေအာရာမေဣမသမေဂေဟိဝတ္တတံဘယဝိနာသာယသဗ္ဗပရိတယဝိနောဒနာယသာသုဝိဟာရာယယတာယတမတောခမတိဣမသာအာရမသာဣမသာဂေဟသာသတ္တနာဗုဒ္ဓနာအာနုဘာဝေနအနန္တရာယိကသာပရိဒသာဒါနသာလေနသာပရာယနသာကရဏံသောတုံနသာယတနိခမတိသောဘာတိယဒုတိယံပိဧတမထံဝဒာမိတတိယံပိဧတမထံဝဒာမိကတောသံဃေနအယံအာရမောအယံဂေဟောသတ္တနာဗုဒ္ဓနာအာနုဘာဝေနအနန္တရာယိကောပရိတောတာနောလေနောပရာယနောခမတိသံဃသတသမတုန်နိဧဝမေတံဓာရယာမိသာဓုသာဓုသာဓုမိမိတို့အိမ်မိမိတို့အဆောင်များနဲ့တကဝမိမိတို့ဝိုင်းမိမိတို့ရက်ွက်မိမိတို့နယ်မြေမိမိတို့မြို့ပါဘေးကင်းရန်ကင်းအန္တရာယ်ကင်းဖို့ရာဒေသနာသမုတ်ကံတိကပရိဒ္ဓမဆက်ရွတ်ဖတ်တရစေနာကြားကြရအောင်သမန္တာသက္ကဝါလိသူအတ္တရာကိသန္တုဒေဝတာသာဓမ္မမုနိရာဇသာသုဏတုသက္ကမောက္ခတံဓမ္မသဝနာကာလောအယံဘာဒန္တာဓမ္မသဝနာကာလောအယံဘာဒန္တာဓမ္မသဝနာကာလောအယံဘာဒန္တာနမောတသဗ္ဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတသဗ္ဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတသဗ္ဗဂဝတောအရဟတော
သမ္မာသမ္ဗုဒ္ဓတ္တယတာနုဘဝတုယေခာနေဝဒသင်တိဘိသနံယာမိစေဝနုယုံသံတော်ရတ္တိတိဝမတံတိတော်သုခံသုပတိသုတ်တော်သဗ္ဗပံကိဉ္စိနပတတိဧဝမာတိဂုဏုပေတံပရိဒံတံပနာမဟေကာရဏိယမထကုသလေနာယန္တတန္တံပဒံအဘိသမေသာသေကောဥစုသာသူဥစုသာသူဝသောသသမုဒုနာတိမာနိတန္တုသကောသာသုဘရောသာအပကိသောသာတံလဟုကဝုတ်တိတန္တိန္ဒရိယောသာနိပကောသာအပကဘောကုလေသောနာနုဂိတောနာသာခုဒ္ဓမာသတိကိဉ္စီယေနဝိညုပရိဥပဝတိယံဒုခိနောဝါခိမိနောဟွန်တုသဗ္ဗသတ္တဘုံတုဒုခိတတ္တယေကိစိပါဏဗုဒ္ဓတိတတဝါထာဝရဝနဝသေတာဒီဃဝါယေဝမဟန္တာမေသိမာရတ္တကအနုကထူလာဒိဋ္ဌာဝါယေဝအဒိဋ္ဌာယေဝဒုရိဝတံတိအဝိဒုရေဗုဒ္ဓဝါသံဘဝေသေဝသဗ္ဗသတ္တဘုံတုသုခိတတ္တာနာဘရောပရဏိဂုပ္ပေထာနာတိမင်းကြီးဓကတာစီနာဂိဉ္စီဗျာရောသနာပတိကသေညာနေညာမေညာသဒုက္ခမိတ်စေယမာတာယထာနိယံဗုဒ္ဓမာယုဇာဧကဗုဒ္ဓမနုရခေဧဝံပိသဗ္ဗဗုတေသုမာနသံဘာဝယေအပရိမာဏံအမိတေသာသဗ္ဗလောကသမိမာနသံဘာဝယေအပရိမာဏံဩဒါဒောဇာတိရိယံသအတံဘာရံအဝေရမသဗ္ဗတံတေထံသရဏိသိနောဝါသယာနောယာဝတ္တသဝိဒမိတောဧတံတတေအဒိဋ္ဌိယာပြမမေတံဝိဟာရမိဒမာဟုဒိဋ္ဌိသအနုပကမ္မသီလဝဒ္ဒသနေနသံပါနောကာမေသူဝိနိယဂေတံနာဟိဇာဒုက္ခပသေယပုနာရေတိပုရိတံဗောဓိတံပါရိနိဗ္ဗာတံဝုဒ္ဒဇာတိယံယတာတိစေနာဒဝေကိမဟာတတံဝိဝိဇယိထေယရတသာရိဗုဒ္ဓတာလောကနာထေနဘာတိတံကပ္ပထာယိမဟာတေဇံပရိဒံတံပနာမဟေအထိလောကေသီလကုဏောသစ္ဆံသောစေယနုဒ္ဒယတေနာသစ္စေနာဂဟာမိသစ္စာကိရိယမနုဒ္ဒရံအာဝိဇတဝဓမ္မဗလံသရိတဝပုပ္ပကေစီနေသစ္စာဗလာမောတာယသစ္စာကိရိယမကသဟံတန္တိပကပတနာတန္တိပါဒာအဝိဇနာမာတာပိဒာသနေခန္ဓာဇာတဝေဒပတိကမသာဟသစ္စေကတိမေရှံမာပိစလိတောသိခိဝိစေတိသောလတဂရိသာနိဥဒကံပတ္တဝါယထာသိခိသစ္စေနာမေသမောနာတိဧတမေသစ္စာပါရမီဣတိပိသောဘဂဝါအရဟံသမ္မာသမ္ဗုဒ္ဓောဝိဇ္ဇာသရဏသမ္ပန္နောသုဂတောလောကဝိတုအနုတ္တရောပုရိသဓမ္မသရတိ
သတ္ထဒေဝမနုဿာနံဗုဒ္ဓောဘဂဝါသွက္ခတောဘဂဝတာဓမ္မောတန်ဒိဋ္ဌိကောအကာလိကောဧဟိပတိကောဩပနေယိကောပိစ္ဆတံဝေဒိတာဘောဝိညူဟိသောပတိပန္နောဘဂဝတောသာဝကသံဃောဥဇုပတိပန္နောဘဂဝတောသာဝကသံဃောညာယပတိပန္နောဘဂဝတောသာဝကသံဃောသာမိစိပတိပန္နောဘဂဝတောသာဝကသံဃောယတိတံသတ္တာရိပုရိသယုဂာနိအထာပုရိသပုဂ္ဂလာဧသဘဂဝတောသာဝကသံဃောအာဟုနေယောပါဟုနေယောတက္ခိနေယောအင်္ဇလိကာရဏီယောအနုတ္တရံပုညခေတံလောကသာဧဝံဗုဒ္ဓံအတ္တနံဓမ္မံသံဃေသဘိက္ခဝောဘယံဝါသံဘိတတံဝါလောမဟံသောနာဟိတတိယံဒုန်နိမိတ္တံဝမေကလင်္စာယောသမနာဘောတကုဏသသတောပါပေကဟောဒုတုပိနံအကန္တံဗုဒ္ဓ ानु ဘာဝေနဝိနာသမင်တုယံဒုန်နိမိတ္တံဝမေကလင်္စာယောသမနာဘောတကုဏသသတောပါပေကဟောဒုတုပိနံအကန္တံဓမ္မာနုဘာဝေနဝိနာသမင်တုယံဒုန်နိမိတ္တံဝမေကလင်္စာယောသမနာဘောတကုဏသသတောပါပေကဟောဒုတုပိနံအကန္တံသံဃာနုဘာဝေနဝိနာသမင်တုဘဝတုသဗ္ဗမေကလံရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘာဝေနသတ္တသုခိဘဝန္တုတေဘဝတုသဗ္ဗမေကလံရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗဓမ္မာ ानु ဘာဝေနသတ္တသုခိဘဝန္တုတေဘဝတုသဗ္ဗမေကလံရက္ခန္တုသဗ္ဗဒေဝတာသဗ္ဗသံဃာ ानु ဘာဝေနသတ္တသုခိဘဝန္တုတေဂုတ္တရာအိဋ္ဌမင်္ဂလာပေါင်းသည်တေတုံမာကံသင်္အန္တရေကင်းလူသူပရိသတ်တစုတို့အားသဗ္ဗရာနိယောညမအခါခသိဘဝတုတဏိတခြားအကျိုးများဖို့တိုးပွားပြည့်စုံပါစေသဗ္ဗဒေဝတာအလုံးစုံအရာရာနတ်ထဲနတ်ဖြစ်ကြကုန်သောသမာဓိသမာဓိဝါနတ်မြတ်နတ်ကောင်းနတ်အပေါင်းတို့သည်ဝါသဗ္ဗဒေဝတာကိုယ်ဆောင်နာအိမ်ဆောင်နာအယံဆောင်နာပုံမဲ့ဆိုယုတ်ကဆိုအာဂါသဆိုစတုလောကပါလာတရားဗျမ္မာမြတ်စွာသောနတ်ဗျမ္မာအပေါင်းတို့သည်တေတုံမာကံယရဏသုံးစုံမြတ်တရဏဂုံနဲ့နေကြတဲ့သင်ဗုဒ္ဓဤသာတော်သမီးတော်တို့အားသဗ္ဗရာနိယောညေမအခါခသိရက္ခန္တုကောင်းစွာမသွေဆောက်နိုင်ကြပါစေကုန်သတည်းသဗ္ဗဗုဒ္ဓ ानु ဘာဝေနလေးသင်္ချေနဲ့ကဘာတသိရှစ်သင်္ချေနဲ့ကဘာတသိ16သင်္ချေနဲ့ကဘာတသိတွေ့ကိန်းပြည်သာလုံလကြီးစွာ
ဒါနာပါရမီသီလပါရမီနိခမပါရမီပညာပါရမီဝိရိယပါရမီခန္တီပါရမီသစ္စာပါရမီအဋိဌံပါရမီမေတ္တာပါရမီဥပေက္ခပါရမီဒီဟုသော10ပါးသောပါရမီတော်တို့ကိုအယုတ်အလအမြတ်အားဖြင့်ဖြည့်ကျင့်တော်မူပြီး၍ပညာတိကသတ္တာတိကဝရိယာတိကအမိယပြီးလျင်ခင်္ကာသေလုံးနဲ့အမြပွင့်တော်မူ၍ပရိနိဗ္ဗာန်စံယူတော်မူကြကုန်ပြီးသောဖယားရှင်ကိုယ်တော်မြတ်ကြီးတို့၏တကုတေသောမေတ္တာတော်အာနုဘော်တော်ကြောင့်၎င်းသဗ္ဗဓမ္မာနုဘာဝေနအလုံးစုံသောမတရားဖူတရားနိဗ္ဗာန်တရားတော်မြတ်ကိုရစေတတ်သောတရားတော်မြတ်သည်ကဝိမု ക്തി ယတာအပြင်တပါဓမ္မဝိနည်းအပြင်2ရပိဋကအပြင်3သွဲနိကေအပြင်5ပြာအင်္ဂါအပြင်9တန်ဓမ္မခန္ဓာအပြင်84,000ကျမ်းကုန်အောင်တို့ဤတကုတေသောအာနုဘော်တော်ကြောင့်၎င်းသဗ္ဗသံဃာနုဘာဝေနမဲ့၌တည်သောပုဂ္ဂိုလ်4ပါးထို၌တည်သောပုဂ္ဂိုလ်4ပါးဤ8ပါးသောပရမတ္ထသံဃာတော်အရှင်သာရိပုတ္တရာအရှင်မောဂလံဧကသာဝကမဟာသာဝကအတိတိ8ကျိတ်ကုန်သောယဟန္တာအရှင်မြတ်ကြီးတို့၏တကုတေသောမေတ္တာတော်အာနုဘော်တော်ကြောင့်၎င်းဝါသဗ္ဗသံဃာနုဘာဝေနလေးစိပေသလာသိက္ခာကာမသေလဝန္တာကုဏဝန္တာပညာဝန္တာဂရုကာရဝဖြစ်တော်မူကြကုန်သောအရိယာနွယ်ဝေသမုဒိထေအရှင်တို့၏တကုရှိန်သောမေတ္တာတော်အာနုဘော်တော်ကြောင့်၎င်းဣဇတိကဘာယီယေကိုတွင်ကိုပအိမ်တွင်အိမ်ပဝိုင်းတွင်ဝိုင်းပရက်ွက်တွင်ရက်ွက်ပမြို့တွင်မြို့ပတတွင်တပနထာနာ၌ဇာတာပုတ္တဖြစ်စေဖြစ်လက်တံကုန်သောသနုတိရောဂါသအနာမျိုး96ပါးတို့သည်၎င်းဒေါတိသာကာမကရဏာသ32ပါးသောကံကြမ္မာတို့သည်၎င်းပင်စဝိသတိဗယာသ25ပါးသောဘေတို့သည်၎င်းသောလသဥပါဒဝါသာ16ပါးသောဥပါဒဝါတို့သည်၎င်းပင်စဝေဒီသ5ပါးသောယံတို့သည်၎င်းတသဒန္တာသ10ပါးသောဒံတို့သည်၎င်းအထဒေါသသ8ပါးသောအပြစ်တို့သည်၎င်းနာနာဘယေဟိဝါအထူးထူးသောဘေးတို့မှ၎င်းတိနိကပါနိစာ3ပါးသောကတ်တို့မှ၎င်းသဗ္ဗအန္တရာယောဇာခသိမ့်သောအန္တရေတို့သည်၎င်းဝိနာသံပြောက်ပြဲ့ခြင်းသို့အင်တုပါပုဏ္ဏတုရောက်စေကုန်သတည်း
လုံးစုံများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပါယံဘေးကင်းစင်ဝိငြိမ်းအေးကြပါစေကြောက်တမကြောက်တနှရများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပါယံဘေးကင်းစင်ဝိငြိမ်းအေးကြပါစေမြင်မမြင်နှရများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပါယံဘေးကင်းစင်ဝိငြိမ်းအေးကြပါစေဝေနေနီနေနတ်ထွေများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပါယံဘေးကင်းစင်ဝိငြိမ်းအေးကြပါစေဘဝဇာဆုံးမဆုံးများစွာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပါယံဘေးကင်းစင်ဝိငြိမ်းအေးကြပါစေရှိတုအလသုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပါယံဘေးကင်းစင်ဝိငြိမ်းအေးကြပါစေကြီးငယ်အလသုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပါယံဘေးကင်းစင်ဝိငြိမ်းအေးကြပါစေဆူကြုံအလသုံးရခန္ဓာတတ္တဝါချမ်းသာကိုယ်စိတ်မြဲပါစေဥပါယံဘေးကင်းစင်ဝိငြိမ်းအေးကြပါစေလူအချင်းချင်းလှက်ပတ်ချင်းကင်းရှင်ကြပါစေအထင်သေးခြင်းအချင်းချင်းကင်းရှင်ကြပါစေဆင်းရဲလူချင်းအချင်းချင်းကင်းရှင်ကြပါစေယသမိန်တိဝတိအကျဉ်နေ၌တယောသူစတိတဓမ္မေသူစရိုက်တရားတို့ကိုပရိပူရန္တိဖြစ်ကျင့်ကြကုန်၏သောဒီဝသောထိုနေသည်သူနက္ခတနက္ခအပေါင်းမကောင်းမရှိအကောင်းအတိသာတိသူမင်္ဂလာအမင်္ဂလာဘယ်အခါမရှိကောင်းမြတ်သောမင်္ဂလာအတိသာတိသုဘဗတံအပြည့်ကင်းရှင်ကောင်းသောမိုးလင်းရခြင်းပေတိသူဟုတ်တိတံသာယာတန်ရှင်ကောင်းသောအိယာမထရခြင်းပေတိသူခန္ဓာကျုံလာဆိုင်ရခန္ဓာတိုင်းမှာအကောင်းကြည်သာတိသူမူဟုတ်တော်စမူဟုတ်တိုင်းမှာအကောင်းကြည်သာတိယသမိန်တိဝတိအကျဉ်သူစရိုက်ကျင်ရာနေအခါ၌ဗျာမစာရိသူမြတ်သောအကျင့်ကိုကျင့်လေရှိသူပုဂ္ဂိုလ်တို့၌ယေထံပေအလှူအပူဇော်အပ်သောအလူဒါနာမျိုးသည်သူယေထံအပြေကင်း၍တန်ရှင်းကောင်းမြတ်သောပူဇော်ခြင်းဖြစ်ပါပေ၏တာသမထိုကြောင့်ကာယကမ္မံထိုသူပြုသမျှကာယကံမှုမှန်သမျှသည်ပတ္တခိဏတိုးတက်ကြီးပွားကြောင်းအကောင်းအမြတ်ကြည်သာတိဝါစာကမ္မံထိုသူပြောဆိုသမျှဝစီကံမှုမှန်သမျှသည်ပတ္တခိဏတိုးတက်ကြီးပွားကြောင်းအကောင်းအမြတ်ကြည်သာတိမနောကမ္မံထိုသူကြံစီသမျှအကြံစီမှန်သမျှသည်ပတ္တခိဏတိုးတက်ကြီးပွားကြောင်းအကောင်းအမြတ်ကြည်သာတိတေတုံမေထိုသင်တို့သည်အထာလတ္ထရအသောကောင်းကျိုးရှိကြကုန်သည်
သုခိတာကိုရောစိတ်ပါချမ်းသာခြင်းသို့ရောက်ကြကုန်သည်ဗုဒ္ဓသာသနေမြတ်စွာဘုရားအဆုံးအမသာသနာတော်၌ဝိရုံလှတိုးတက်စီကကြီးပွားကြကုန်သည်သုခိတာကိုရောစိတ်ပါချမ်းသာခြင်းသို့ရောက်ကြကုန်သည်ဟုတ်တဝါဖြစ်ကြကုန်၍သာပေဟိအလုံးစုံကုန်သောညာတိဘိအဆွေမျိုးတို့နှင့်သာဟတကဝအရောဂယောဂမရှိကြကုန်သည်သုခိတာကိုရောစိတ်ပါချမ်းသာခြင်းသို့ရောက်ကြကုန်သည်ဟောထမုတ်ချမဲ့သွေဖြစ်ကြပါစေကုန်သတ္တိယနေ့ဘုန်းကြီးတို့တနယ်မြေနဲ့တကဝမိမိတို့မြို့မိမိတို့နယ်ပယ်ပါဘေးကင်းရန်ကင်းအန္တရာယ်ကင်းဖို့ရာဒေသနာသမုတ်ကံတိကပရိဓမ္မဆက်လက်ရွတ်ဖတ်တရဆက်ပြီးပြီအိုးသိကြောက်ဝါသံမြေစသည်၌လူသားကိုအန္တရာယ်ဖြစ်စေတတ်တဲ့အကြောင်းချင်းရလက္ခဏာတစ်ခုခုမကောင်းသောဘေးမကောင်းသောရမကောင်းသောဓာတ်မကောင်းသောအန္တရာယ်ရှိကနှုတ်ပဲသုတ်တင်ရှင်းလင်းပြတဲ့သမာနာသံဝါသသီမာသမုဟနနာလို့ခေါ်တဲ့ပညာတော်အာနာဒေသနာတော်ကာမဝါစာနဲ့လည်းရွတ်ဖတ်တရဆေသုတ်တင်ရှင်းလင်းပြီးပြီအနန္တရာယိကလို့ခေါ်တဲ့အန္တရာယ်ကင်းကာမဝါစာနဲ့လည်းရွတ်ဖတ်တရဆေပြီးသွားပြီအဲ့ဒီတော့ခမည်းတော်ဒီနယ်မြေကဧရိယာကျဉ်းကျဉ်းလေးပါခမည်းတော်ကသာမတုံမလှုပ်အဟုတ်သက်ဝင်ယုံကြည်တဲ့သဒ္ဓါတရားနဲ့အလုံးလုံးမဲ့ဆိုရင်ဒီပညာတော်တွေအာနာဒေသနာတော်တွေဆိုတာ2,400,000အထုရှိတဲ့မဟာဖတိဝေမြေကြီးကိုထုတ်ချင်းခအောင်အာနာတွေပြန့်နှံ့သွားတယ်ဆိုရင်ဘုန်းကြီးတို့တက္ကများရဲ့ဧရိယာကကျဉ်းကျဉ်းလေးပါအကုန်လုံးဘေးကင်းတဲ့ရန်ကင်းတဲ့အန္တရာယ်ကင်းတယ်လို့နားလည်ပါ